let's say 40 ဒီကောင်လေးကတစ်စီးလုံး modify ပြန်လုပ်မှာအတွင်းက dashboard တွေအကုန်လုံးချုပ်မယ် site cover တွေအကုန်ပြန်ချုပ်မယ်အတွင်းကနေအကုန်လုံးပြန်ရှော့မယ် shop ပြန်လုပ်မယ်ထိုင်ကုန်တွေအကုန်လုံးကွန့်တယ်ပြီးရင် dashboard ကလည်းသူက laser တွေမကောင်းတော့ဘူးအဲ့ကောင်တွေရေးပြောတယ်အဲ့ကောင်တွေပြန်လဲမှာအောက်ပြီးမှဆိုရင်ဒီကောင်တော့ original dashboard ဆိုပြီးဒီတိုင်းထားမှာဒီမှာတော့အဲ့လိုမလို့အကုန်လုံး modify ပြန်လုပ်မှာအဲ့ color တွေပဲအကုန်လုံးချိန်ပြင်မှာသူက site cover ကငါကလိမ်မောင်ချိန်ထားတာအဲ့လိမ်မောင်အတိုင်းပဲပြန်သွားမှာအပေါ် dashboard ကအမဲအောက်ကအသားကြောင်တော့လိမ်မောင်ပြောင်းမယ်ပြီးရင်လက်တင်တူးပေါက်လည်းတူပဲလိမ်မောင်ပြောင်းပြင်မှာပြီးရင်ချင်းကင်းတွေအကုန်လုံးပြန်ခင်းမယ်ထိုင်ကုန်တွေလည်းတူပဲထိုင်ကုန်အစွတ်တွေအမှန်ကန်စွတ်ပြင်မှာdashboard တွေကတော့ကျွန်တော်တို့ကိုယ်တိုင်ချုပ်တာမဟုတ်ကျွန်တော်ချုပ်တဲ့ဆိုင်ကိုတစ်ဆင့်ပြန်အပ်ပေးတယ်အဲ့လိုတော့ရှိတယ်သူရဲ့ကြာချင်းသူက2ရက်3ရက်လောက်ပဲကြာတာကျွန်တော်တို့က dashboard ကိုဒီဇိုင်းဖြုတ်ပြီးတော့သူတို့ပြန်ပို့ပေးတယ်သူတို့ကချုပ်ပြီးပြီဆိုကျွန်တော်တို့ပြန်တက်ပေးတယ်အတွင်းက shop ဖွင့်လို့တာတွေထိုင်ကုန်အစွတ်စွတ်တာတွေပြီးချင်းကင်းတွေခင်းတာတော့ဆိုင်မှာပဲကိုယ်ပါလို့တာသူတို့တော့အဓိကတော့အဲချုပ်တာပဲအပ်ပေးလိုက်တယ်ဒီအပိုင်းမိုးကတောက်ချက်ရော်နဲ့အခင်းတာတော့နဲ့မချဘူးနည်းနည်းကြာတယ်အခုတည်းကျွန်တော် dashboard ချုပ်တဲ့ဟာတွေကိုတော့အပ်လိုက်ပါပြီထိုင်ကုန်တွေတော့ကိုယ့်ဘာကို shop ဖွင့်လို့ပြန်တက်မှာကားပိုင်ရှင်ကသူကအတွင်းကလိမ်မောင်အကုန်လုံးလုပ်ပြချင်တာဒါပေမဲ့ကျွန်တော်ထင်တော့ရုပ်ဆိုးမှထင်တာကြီးရတော့တော်တော်မဆိုးတော်တော်လာတယ်ကြီးရတဲ့ကျွန်တော်အစားတော့ကျွန်တော်နိုင်ဖြစ်မယ်လို့ထင်တာဒါပေမဲ့တက်လက်တော့တော်တော်တက်ရက်တယ်တော်တော်လေးကြီးကောင်းသွားတာပေါ့ဆိုင်မှာတော့ကျွန်တော်ဝါနေလို့တဲ့ပညာသင်တွေ2ယောက်ရောက်တာပေါ့သူတို့ပဲတက်ခိုင်းတာဒါပေမဲ့ကျွန်တော်နောက်ကနေပဲစားသုံးလက်ကြည့်ပြီးတယ်ဒီကတော့ပြစ်မထားအောင်ပြီးတော့သူတို့ပညာသင်ဆိုမှနဲ့လောက်တက်တယ်သူတို့ပဲလွတ်ထားတာသူတို့မရဘူးဆိုမှကျွန်တော်နောက်ဆုံးမှဝင်တယ်အဲ့လိုမျိုးတော့ရှိတယ်သူတို့တော့တဲ့တော့ပြစ်တော့မထားအောင်အခုတည်း dashboard က laser ထပ်ချုပ်ထားဆိုတော့နဲ့တက်တာနည်းနည်းခက်တယ်သူကနည်းနည်းကြက်သွားပါဗောငကိုတဲ့ဆိုင်တော့ကျွန်တော်မနေ့ကတင်လိုက်တဲ့ဆက်ကားသမားလေးကဖုန်းစီလေးဖုန်းဆက်တယ်ဘာလို့သူကားလာမီတော့ဘူးတဲ့အဆုံးမဲ့ခံလိုက်တော့မယ်တဲ့ဆိုင်မှာတော့ကားတစ်စီးတော့ဖတ်တယ်နာဗောအဲ့ဗီဒီယိုထဲမှာကျွန်တော်ပြောထားတာဒီကားလေးကိုရတဲ့စင်းနဲ့ရောင်းမလို့ပြောတကယ်ရောင်းတော့မရောင်းပါဘူးကျွန်တော်ဒီတိုင်းပဲထားမှာပါအဲ့ကားလေးကိုခုတိုင်းဒီကားလေးက dashboard တော့တခြားလေးတက်ပြီးသွားပြီမစိုးအောင်လှပါတယ်ကြီးရတော့စိတ်ပြီးတယ်စိုက်ကမှနဲ့ကာလာတစ်ခုလေးဖြစ်သွားဆိုတော့တော်တော်ကြည့်ကောင်းတယ်အစားတော့ကားပိုင်ရှင်တော့ခြေကင်းတွေရောထိုင်ကုန်ဆွတ်တွေပေါ်တော့လိမ်မောင်လုပ်ချင်တာဖြစ်ချင်တော့လိမ်မောင်ရောက်ဝယ်လို့မရဘူးဒါပေမဲ့လိမ်မောင်ဆိုတာနဲ့ကြောင်တော့မှာခုတန်းဆိုအသားကြောင်ထိုင်ကုန်နေဆိုမစိုးအောင်ကြည့်ကောင်းတယ်ထိုင်ကုန်အစွပ်လေးလည်းလှတယ်ခြေကင်းလေးလည်းလှတယ်ခြေကင်းဆိုတဲ့သူလက်ဆက်တစ်စိမ့်နေပဲတော့ကြည့်ကောင်းတယ်ခုတန်းတသက်ရဲ့ဖြစ်သွားပြီအိမ်စီးမှဆိုရင်အခုတိုင်းကားလေးကိုတသက်ရဲ့လေးဖိုင်းနေနေဆိုရင်ဆိုင်မှာအကုန်လုံးလုပ်ပါတယ်အတွင်းကနေလည်းလျှော်တယ်အဲ dashboard တွေလည်းချုပ်ပေးတယ်လေမျိုးကိုကြိုက်တဲ့ဒီဇိုင်းလေးပေါ့ထိုင်ကုန်အစွပ်တွေလည်းရတယ်ထိုင်ကုန်အစွပ်တွေလည်းချုပ်ပေးတယ်ပြီးခဲ့တဲ့ဗီဒီယိုဘောကဘန်းခန့်တာဆိုတော့ wall တွေဝကြည့်မှာပဲရမှာတကယ်လို့ကြည့်နေဆိုလည်းသွားကြည့်လို့ရပါတယ်ခုဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဒီက full audio view Android ပြောင်းမှာသူ့ audio ပြသေးသေးလေးဆိုဘာမှမပါဘူး Android ကတော့ TV screen size လည်းကြီးသွားမယ်ပြီး Bluetooth တွေပါလည်းအကုန်ချစ်လို့ရတာဒီ Android က foot တဲ့တီးတန်းထုတ်ထားတာသူက cover ရဲ့အစားအကုန်လုံးကောက်တယ်ပဲပြီး socket တွေလည်းဖြတ်ဆက်တွေပါလို့ဆရာမလို့သူ့ socket နဲ့သူအကုန်လုံးကောက်ဆိုပဲတချို့ကဝါကျွတ်တွေဖြတ်ဆက်လို့တော့သိမကြကြဘူးဒါဆိုတော့ကွက်တွေပဲကောက်ဆိုပဲအကုန်လုံးဒါပေမဲ့ဒီကောင် back camera ကျိုးတော့တက်ပြေးပြရတယ်ကင်မရာတစ်လုံးထုတ်ပြီးတော့သူ့ original TV မှာတော့ back camera ပဲမပါဘူးအဲ့တော့ back camera တီးတန်းပြန်ပြေးပြရတာဒီကလည်းသူ cover နဲ့သူထွင်ထည့်ရပါတယ်လို့ဆရာမလို့အကုန်လုံးကောက်ဆိုပဲအခုတည်းသူကြည့်ရတဲ့တော်မိုက်သွားပြီသူ original TV တေးသေးလေးဆိုဘာလို့မရအောင်ဒီကောင်ဖုန်းတစ်လုံးလိုပဲအကုန်လုံး Android လိုပဲအကုန်လုံးလုပ်လို့ရတယ်စောစောတက်ချင်းဆိုတာအလင်းကမိန်တယ်ဒီကောင်အလင်းပြန်ချင်လို့ရတယ်ဖုန်းလိုပဲအလင်းကုန်ပြန်ချင်လို့ရတယ်အတန်တိုးချက်အလင်းပြီးဒီကောင်ကားရဲ့ပထီကိုဘယ်လောက်ရှိတယ်ဆိုလဲကြည့်လို့ရတယ်ပြီးဆိုနာရီလည်းပါသွားပြီပြီး aircon ဖွင့်လိုက်ဆို TV မှာလားပေါ်သွားတာ Bluetooth ချက်ရတယ်ဒီကောင်လွယ်တယ်ပြီးမှကားမှာပထီကိုဘယ်လောက်ရှိလဲဆိုတာပြတယ်ကောင်စက်တက်ဖို့ပဲရှိတာစက်တက်ဖို့ကြော်တော့ကားဆက်နှုံးမထားလို့ကားဆက်နှုံးတိုင်းလည်းအဲပထီကိုဘယ်လောက်ရှိလဲဆိုတာပြန်ပေါ်တယ် aircon ဖွင့်လိုက်တော့ TV မှာလာကစားပြီးချက်တော်ကောင်းပြောင်းတာတွေအကုန်လုံးလာလုပ်ပြီးတခုမှတည်းဒီ TV မှာအကုန်လုံးအစုံပါတာပေါ့ကားပတိလည်းကြည့်လို့ရတယ် aircon နှိမ့်လည်း aircon ပုံလေးတွေပေါ်တယ်ပြီးရင်ကားနောက်ဆုပ်ပြီးဆိုနာပေါ်တယ်ဒီကားအရှိဆိုနာမပါတော့အရှိဆိုနာတော့မပြအောင်နောက်ဆိုနာတော့ပြပေးတယ်ပြီးအတန်တို့တန်ချဲတယ်ပြီးဒီကောင်က TV မျိုးစားကောင်းတဲ့အတွက် Bluetooth အတန်ချိတ်တဲ့အချိန်မှာ speaker တန်လည်းတော်တော်ကောင်းတာသူ TV ကာဗာတဲ့တော့မလို့တော့သိမ့်ထလို့ရတယ်သူ TV ကာဗာလေးရောသူ TV သေးသေးလေးရောပြီးဒီကောင် CRN ဘောလုံးနဲ့လှုပ်တယ် trade through ဘာကြိုးမှပြန် join ဆံမလို့အဲ socket လေးကောက်ဆွတ်တဲ့အကုန်လုံးကိုဆင်ပြေတာဒါပေမဲ့တခုရှိတာကစတဲ့တော့ setting လေးတော့နည်းနည်းပြန်ချိန်ရတာပေါ့သူ audio video လည်းပြန်သိမ့်ထလို့ရပြီသူ original ပြန်တက်ချိန်လိုက်တက်လို့ရတယ်ဘာထုတ်ပြီးဆိုနာတစ်ချက်စမ်းကြည့်မှာသူ back camera တော့ join မထားသေးဘူးဘာထုတ်ကြည့်ဆိုနာလေးပေါ်တယ်သူဆိုနာနောက်ဖက်ပါတာဆိုတော့နောက်ဖက်လှုပ်တာရှေ့တော့အလုံးလုံးမမဟုတ်ဘူးအကုန်လုံး file နဲ့ပြန်တက်ပြီးတော့ back camera တွေပြန် join ပေးရမှာအခုတိုင်းတက်လို့တယ်လေရုပ်ထွက်ကတော့တော်မိုက်သွားပြီကြည့်ရတာကိုက back camera လေးတစ်ချက် join ပြီးတော့တစ်ချက်ပြန်စမ်းကြည့်မှာရုပ်ထွက်ဘယ်လိုလာလဲဆိုတာရုပ်ထွက်လည်းတော်တော်ကြည်သွားပြီသူငကောက TV သေးသေးလေးဆိုတော့ back camera မမြင်အောင်တော့အကုန်လုံးမြင်သွားပြီ speaker အတန်တွေပါလုံးဝပြောင်းသွားတာလုံးဝကိုကြည်ရှင်းသွားတာဗီဒီယိုလေးအဆုံးနေကြည့်ပဲအလုံးကျေးဇူးတင်ပါတယ်